ရဲ့အစမှာတော့လှေတစ်စင်းနဲ့မြစ်ထဲမြုံနေဆရာတော်ထန်ဆန်းတို့ဖွဲ့ကိုတွေ့ရမှာပါလှေလုံလာရင်းနဲ့ကနေပါကျဲတယောက်ပြင်းကြီးလာကြမလို့ဆရာတော်က तू ကဘာနဲ့တူတယ်လို့မေးပါတယ်ပါကျဲကသူ့ကိုယ်သူဝက်နဲ့မတူဘူးလို့ထင်နေပါတယ်ဆရာတော်ကပါကျဲရဲ့အစီခောက်တွေကိုရိုက်ပြပြီးတော့ပါကျဲကိုဝိတ်ရှော့ဖို့ပြောပါတယ်အဲ့ချိန်သူ့အုပ်စုဘေးနားတောရဲမှာရှိနေတဲ့ချစ်သူဆောင်တွေကိုမြင်လိုက်ရပါတယ်ပါကျဲကလည်းဆရာတော်ထန်ဆန်းကိုအချစ်တွေပါအကြောင်းပြောပြနေပါတယ်ဆရာတော်ကလည်းပါကျဲကိုဘာကြောင့်မလို့မိန်းကလေးတွေကိုဆွဲလန်းနေရလဲလို့မေးပါတယ်အဲ့ပြင်ဦးခုံးဆိုရင်ဘာမိန်းကလေးကိုမှမဆွဲလန်းဘူးဆိုပြီးတော့လည်းပြန်ပြောပါတယ်ဒါမဲ့ပါကျဲကတော့ဆရာတော်ဒါချစ်ရသူတွေ့တာမယ်ဆိုရင်သူ့ထက်တောင်ပို့ပြီးတော့စိုးမယ်ဆိုပြီးတော့ပြန်စတောင်းနေပါတယ်ဆရာတော်ထန်ဆန်းလည်းပြောမရရဲ့ကောင်ဘာမှမပြောတော့ပါဘူးဒါမဲ့အလိုက်မသိရဲ့ပါကျဲကတော့ဦးခုံးရဲ့မကောင်းကြောင်းတွေကိုဆက်ပြောနေပါတယ်အဲ့ချိန်ပဲဦးခုံးတယောက်ကတော့ရေချိုးနေရကနေပြန်လာပါတယ်ဦးခုံးလည်းသူ့မကောင်းကြောင်းကိုပြောနေရလားဆိုပြီးတော့ပါကျဲကိုချိန်ဆဖို့လုပ်ပါတယ်ဒါမဲ့ပါကျဲကတော့ဦးခုံးကိုပြန်ပြီးတော့တောင်းပန်ပါတယ်ပါကျဲလေးဦးခုံးကိုစိတ်မပျော်ရွှင်တော့များဘောင်းမီမဝတ်ထားရလားလို့မေးလိုက်ပါတယ်အမှန်တကယ်တော့ဦးခုံးတယောက်ရေချိုးနေတော့ဘောင်းမီပျောက်သွားတာပါဦးခုံးကလည်းသူ့ဘောင်းမီကိုယူသွားတဲ့ကောင်တစားစီလုပ်ပြစ်မယ်လို့ပြောပါတယ်ဦးခုံးကတော့သူ့ဘောင်းမီကိုခိုးတာပါကျဲလို့ထင်နေပါတယ်ဒါမဲ့မဟုတ်ပါဘူးဦးခုံးရဲ့ဘောင်းမီကိုယူထားဆရာတော်ပါအကြောင်းကတော့ဘောင်းမီမှာပေါက်နေလို့ချီထိုးပန်းထိုးထိုးပေးဖို့ပါဦးခုံးလည်းသူ့ချိန်ဆရဲ့စကားကိုသူ့ဘာသာပြန်ရုံသိမ်းရပါတယ်အဲ့နောက်မှာတော့သူတို့အားလုံးခရီးအတူတူဆက်ထွက်လာကြပါတယ်တနေရာရောက်မှာတော့ရေပြင်းမငြိမ်မသက်ဖြစ်လာကြမလို့ဦးခုံးတို့ရဲ့စီလည်းရမ်းခါလာပါတယ်ရေလိုင်းတွေကိုထစီရကတော့အခြားသူမဟုတ်ပါဘူးမြစ်ဆောင်တတ်ပါပဲဒါအောင်မသိရပါချင်းကတော့သူတို့ကိုနှောက်ရှက်ရင်ပြန်လုပ်မယ်ပါညာတွေပါချိန်ဆပါတယ်ဒါပေမဲ့သူတို့အဲ့လိုမျိုးချိန်ဆလိုက်တာကနေပြီးတော့မြစ်ဆောင်တက်ကိုစိတ်ဆိုးအောင်လုပ်မိလို့ဖြစ်သွားပြီးမြစ်ဆောင်တက်ရဲ့တိုက်ခိုက်ခြင်းကိုခံရပါပြီမြစ်ဆောင်တက်ကငါးကြီးပုံစံအသွင်ပြောင်းပြီးတော့တိုက်ခိုက်ပါတယ်ဦးခုံးတို့လည်းတက်နိုင်တော့ပြန်တိုက်ခိုက်ပေမဲ့ရေထဲကတိုက်ပွဲဖြစ်လို့လွယ်ရောလွယ်မနေပါဘူးအဲ့ဒီအချိန်မှာဦးခုံးတို့ရဲ့စီကကြောက်တောင်တစ်ခုနဲ့ရှော့တိုက်တယ်လို့ဖြစ်သွားကြအောင်မလို့လေထဲမြောက်တက်သွားပြီးတော့မြစ်ဆောင်တက်ကလည်းဦးခုံးတို့ကိုကိုင်စားဖို့လုပ်ပါတယ်ကံကောင်းကျင်တော့အဲ့ဒီအချိန်မှာဗုဒ္ဓဘုရားရောက်လာပြီးတော့ဦးခုံးတို့ကမော်ရကားတစ်ချက်ဖွင့်ပေးလိုက်တာကြောင့်မလို့ဦးခုံးတို့လည်းလွတ်မြောက်သွားခဲ့ပါတယ်ဒါမဲ့ကိစ္စရရမပြီးသေးပါဘူးအကြောင်းကတော့ဗုဒ္ဓဘုရားဖွင့်ပေးလိုက်တဲ့မော်ရကားကြောက်တောင်ရင်းတစ်ခုပေါ်မှာပြန်ပွင့်လာတာကြောင့်မလို့ပါဦးခုံးတို့ကလည်းပွင့်လာရဲ့အပေါက်ကနေကျလာဖြစ်လို့အောက်ကိုမြောက်ကျဝက်ကျပါတယ်သူတို့ရဲ့စီကလည်းတစားစီဖြစ်သွားပြီးတော့သူတို့လည်းကြောက်တော့အောက်ခြေအထိကိုဆက်ကျသွားခဲ့ပါတယ်ဖြစ်ချင်တော့အဲ့ဒီအချိန်မှာပဲတောင်တက်ဖို့လုပ်နေတဲ့ကောင်မလေးတစ်ယောက်နဲ့တူပါတယ်ကောင်မလေးကလည်းအပေါ်ကပြုတ်ကျလာတဲ့ကြောက်တုံးတွေကိုရှောင်နိုင်ရနေဆရာတော်နဲ့အတူအောက်ကိုပြုတ်ကျလာပါတယ်အဲ့ဒီအချိန်မှာပဲခက်လက်လက်မှရှက်နေတဲ့တမင်တကောင်ကကောင်မလေးစီကိုပြေးလာပြီးတော့ကောင်မလေးကိုကယ်တင်လိုက်ပါတယ်ဆရာတော်ကလည်းတောနဲ့ပြုတ်ကျသွားရင်ပဲအထီးခိုက်တော့မရှိလိုက်ပါဘူးဆရာတော်ကတော့ကောင်မလေးကိုစကားပြောကြည့်ဖို့လုပ်ပါတယ်ဒါပေမဲ့ကောင်မလေးကတော့ဆရာတော်ကိုမြင်ပြီးတော့ယောက်ျားလေးဖြစ်နေရကြောင်းမလို့အံ့ဩနေပါတယ်ဦးခုံးတို့ကမိန်းကလေးတယောက်ကယောက်ျားလေးတယောက်ကိုမှမမြင်ဘူးဆိုလို့အံ့ဩနေကြပါပြီသူတို့လည်းစကားဆက်ပြောဖို့လုပ်နေပေမဲ့တမင်ကြီးကကောင်မလေးကိုအိမ်ပြန်ဖို့တတိပေးရကြောင်းကောင်မလေးလည်းတမင်ကြီးစီးပြီးတော့အိမ်ပြန်သွားပါပြီအမှန်တော့ဦးခုံးကိုရောက်ရှိနေတဲ့နေရာကမိမလာကျွန်းမှာမိမလာကျွန်းဆိုတဲ့အတိုင်းပဲဒီကျွန်းပေါ်မှာယောက်ျားလေးဆိုတဲ့ရာဟာမရှိပါဘူးအဲ့ဒီပြင်ဒီကျွန်းပေါ်ကလူမှန်တွေကအထီးဆိုတာနဲ့အစိမ့်တောင်ကောက်လို့တတ်မှတ်ထားကြပြန်တာကြောင့်မလို့ဘယ်ယောက်ျားလေးကိုမှလက်မခံပါဘူးတကယ်လို့ယောက်ျားလေးများတွေ့ခဲ့ရင်ပိုးကောင်တော်မှမချမ်းမဲနဲ့တက်ပြစ်တက်ကြပါသေးရဲ့ကောင်မလေးကလည်းသူ့အိမ်သူပြန်သွားပါတယ်သူ့ရဲ့အိမ်ဆိုတာကတော့နန်းတော်ပါဘာလို့လဲဆိုတော့ကောင်မလေးကအဲ့ဒီကျွန်းရဲ့ဘယင်မဖြစ်နေလို့ပါဘယင်မလေးကလည်းသူ့လူတွေကိုဘိုးဘေးတွေရဲ့အချစ်အကြောင်းရှေးစာအုပ်ကြီးဖတ်ပေးဖို့ပြောပါတယ်သူ့စိတ်ကနေကလည်းဖတ်ပြပေးကြပါတယ်ဒါပေမဲ့အဲ့စာအုပ်ထဲမှာရေးထားတဲ့အရာတွေကအချစ်ကြိမ်သာတဲ့အကြောင်းတွေပဲပါပါတယ်အရေးကြီးတဲ့အပိုင်းတော့မပါပါဘူးအကြောင်းကတော့စာရွက်ကပြဲနေလို့ပါအဲ့ဒီအချိန်မှာကောင်မလေးရဲ့အနာကိုအတိုင်းမင်ကန်မမဲရောက်လာပါတယ်အတိုင်းမင်ကန်မမဲကလည်းကောင်မလေးကိုယောက်ျားလေးများတွေ့ခင်တက်ပြစ်ရမယ်လို့ပြောပါတယ်ကောင်မလေးကတော့ဆရာတော်ကိုမတက်စေချင်တာကြောင့်မလို့မတွေ့ဘူးပဲသိပြောပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်အတိုင်းမင်ကန်မမဲကလည်းသူ့အစိတ်ကံကိုကောင်မလေးကိုစောင့်ကြည့်ထားဖို့တာဝန်ပေးလိုက်ပါတယ်တစ်ဖက်မှာဝူခုံးတို့အုပ်စုတောထဲမှာမျက်စိလည်နေကြပါတယ်ဆရာတော်ကလည်းအဲ့ဒီချိန်ကျမှပါကျဲပြောင်းနေရအောင်ပါတတိထားပြီးသွားပါတယ်ဒီချိန်ပါကျဲကတော့မိမနာလေးရေချိုးနေရအောင်ချောင်းကြည့်ပြီးတော့အလုတ်ရှုပ်နေပါတယ်ချောင်းယုံတင်မဲလားဆိုလည်းမဟုတ်ပါဘူးသူ့ကိုယ်သူတောက်ချောကြီးပုံစံပြောင်းပြီးတော့မိမနာလေးရဲ့ရှေ့မှာကိုထင်ပြလိုက်ပါလေပါကျဲကတော့ကောင်မလေးကိုကြွေရခံရမယ်ထင်လို့ထုတ်တာပါဒါမဲ့ယောက်ျားလေးဆိုရင်တေလောက်ကိုကြောက်နေတဲ့မိမနာလေးရောပါကျဲကိုမကြွေကြပါဘူးအဲ့ပြင်ပါကျဲကြီးကလက်မယွတ်စစ်တီတော်မလေးနဲ့တွေ့လို့အဖမ်းတော်မှာခံလိုက်ရပါလေတစ်ဖက်မှာလည်းဦးခုံးတို့၃ယောက်သားစစ်တီတော်ရင်ဝိုင်းတာကိုခံလိုက်ရပြီးတော့အဖမ်းခံလိုက်ရပါပြီအဲ့နောက်မှာတော့သူတို့၄ယောက်စလုံးလှောင်ရည်နဲ့ထည့်ပြီးတော့နန်းတော်ကြီးရှိရာကိုခေါ်သွားပါတယ်သူတို့၄ယောက်ကလည်းအဖမ်းခံရပြီးပြီဆိုမှသူတို့ရောက်နေတာကမိမနာကျွန်းမှန်သိခဲ့ပါတယ်နန်းတော်ရောက်တဲ့အချိန်မှာဘယင်မာလေးနဲ့တွေ့သွားပါတယ်ဒါမဲ့ဘယင်မာလေးကတော့သူတို့ကိုမတွေ့ဘူးကြအောင်ပဲစောင့်နေလိုက်ပါတယ်ပညာရှိမိမကြီးရတယ်သူတို့ရောက်လာမယ်ဆိုတာဟောကိန်းကြီးရှိခဲ့ကြောင်းပြောပြပြန်ပါတယ်ဟောကိန်းထဲမှာတော့ဦးခုံးတို့အကြောင်းအတိအကျကိုရေးထားတာပါအဲ့ပြင်ဦးခုံးတို့ရောက်လာရင်လည်းမိမနာကျွန်းဟာပျက်စီးလိုက်မယ်ဆိုတာကိုပါထည့်ရေးထားပါသေးတယ်ဒါကြောင့်အတိုင်းမင်ကန်မယ်ကလည်းဦးခုံးတို့တယောက်ကိုချက်ချင်းပဲကွက်မြက်ပစ်ဖို့လုပ်ပါတယ်ဒါမဲ့ဘယင်မာလေးကတယောက်ချင်းစီကိုစစ်ဆေးကျင်သေးရဲ့ဆိုတာကြောင့်မလို့တညတာဆက်ထားဖို့စဉ်းစားခဲ့ကြပါတယ်အဲ့ညမှာတော့ဆရာတော်၄ယောက်သားထောင်ဖောက်ပြေးဖို့လုပ်ကြပါတယ်ဖြစ်ချင်တော့တိုးတကားဖွင့်တဲ့အချိန်ကဘယင်မာလေးနဲ့တူတူတွေတကားရှိကိုရောက်လာတဲ့အချိန်နဲ့အန်ကိုက်ဖြစ်နေခဲ့ပါတယ်ဘယင်မာလေးကိုလည်းဦးခုံးရဲ့အားနဲ့ဖွင့်တဲ့တကားနဲ့စောင့်ပြီးသွားပြီးတော့တတိလက်သွားခဲ့ကြပါပြီဆရာတော်ကဒါကိုမသိသွားပါဘူးဒါကိုသိတာကရှားဝူချင်းပဲရှိပေမဲ့ရှားဝူချင်းကပြောဖို့လုပ်တာကိုဆရာတော်ကဂယုမဆိုင်တာကြောင့်မလို့ဝူချင်းလည်းမပြောတော့ပါဘူး
သူတို့လည်းကျွန်းပေါ်ကနေပြန်ထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ကျွန်းပေါ်မှာအကာရန်တစ်ခုနဲ့ကာစီးထားတာကြောင့်မလို့ထွက်လို့မရပြန်ပါဘူး။ပို့ဆိုတာအဲ့အကောင်ဝူခုံးတော်မှာဖောက်ခွဲလို့မရပါပဲ။သူတို့လည်းထွက်မရရဲ့အတူတူရောဘယင်မာလေးနဲ့ပဲစကားပြောကြည့်ဖို့လုပ်ခဲ့ပါတယ်။အဲ့အချိန်မှာဘယင်မာလေးကတိုးကြောင့်တတိဖြစ်သွားပြီဆိုတာကိုသိခဲ့ပါတယ်။ဝူခုံးတို့လည်းအမှုပတ်မှာစိုးရကြမလို့အကျဉ်းတောင်ထဲမှာအသာလေးပြန်ဝင်နေလိုက်ပါတယ်။ခဏကြာမှတော့တတိရလာပြီဖြစ်တဲ့ဘယင်မာလေးလည်းဝူခုံးတို့စီကိုရောက်လာခဲ့ပါပြီ။ဘယင်မာလေးကလည်းဝူခုံးတို့ထောက်ဖောက်ပြေးခဲ့တယ်လို့မေးပါတယ်။ဒါပေမဲ့ဝူခုံးတို့ကလည်းငင်းလာကြမလို့ဆက်မမေးတော့ပါဘူး။အဲ့နောက်မှာတော့တယောက်ချင်းစီစစ်စင်းမေးမြန်းခိုင်းစတင်ပါပြီ။ဝူခုံးကတော့သူ့ကိုမေးရတဲ့လူနဲ့ရန်ပြိုင်ဖြစ်နေပါတယ်။ပါကျဲတယောက်ကတော့သူ့ကိုမေးရကောင်းပါလေးကိုဖွန်ချောင်မှုလုပ်နေရနေပြီးတော့ပုံအပြောင်းလုံသွားပြီးတော့အစော်ခံနေရပါတယ်။ရှားမှုချင်းကတော့သူ့ကိုမေးရကောင်းပါလေးနဲ့လက်မောင်းလဲပြိုင်ပြီးတော့ရှုံးနေပါတယ်။အဲ့ပြင်ကောင်မလေးကအားနေတဲ့ကောင်လေးတွေကိုသဘောကျရဲဆိုပြီးတော့ထဖတ်တာကြောင့်မလို့ဦးချင်းတယောက်ရှက်ပါရှက်နေရပါပြီ။ဦးခုံးကတော့သူ့ကိုမေးရကောင်မလေးကိုဘသူတိတ်နိုင်မတိတ်နိုင်ဆိုပြီးတော့ပြိုင်ဆိုင်နေပါတယ်။ကောင်မလေးကလည်းဦးခုံးကိုအတင်းတိတ်ခိုင်းနေရကြောင့်မလို့ဦးခုံးကသူ့ခေါင်းကိုဖြုတ်ပြလိုက်ပြီးတော့ကောင်မလေးပါတတိဖြစ်သွားရပါတယ်။ဆရာတော်ထန်းဆန်းကတော့ဘယင်မာလေးနဲ့စကားပြောနေပါတယ်။ဘယင်မာလေးကလည်းဆရာတော်ကိုမြင်မြင်ချင်းချစ်မိသွားကြောင်းပြောပါတယ်။ဆရာတော်ကတော့သူကအခြားယောက်ျားလေးတွေလိုမျိုးချစ်မိလို့မရကြောင်းပြန်ဆိုပါတယ်။အဲ့ဒီနောက်မှာတော့ဆရာတော်ကကောင်မလေးဖတ်ဖို့ဆိုပြီးတော့သူ့ရဲ့ခရီးသွားမှတ်တမ်းလေးကိုလက်ဆောင်ပေးပါတယ်။ဒါမဲ့ပြန်တော့ပေးခိုင်းပါတယ်။အဲ့အချိန်မှာသူတို့တိလိုက်ရတာကတော့အစောကလေးကသူတို့ပြောနေမြစကားတွေကိုဦးခုံးကနားထောင်နေရဆိုတာပါပဲ။ဦးခုံးလည်းကျွန်းပေါ်ကထွက်သွားလို့ရမယ်နီးကိုဘယင်မာလေးတိတာလို့မေးပါတယ်။ဒါမဲ့ဘယင်မာလေးကလည်းမသိပါဘူး။ဘယင်မာလေးကလည်းဆရာတော်ကိုလေးယောက်ကွက်ပြက်ခံရမယ်ဘေးကနေလွတ်အောင်လို့တတ်တယ်များစူးစမ်းပေးမယ်လို့ဂတိပေးခဲ့ပါတယ်။အဲ့အချိန်ပဲအတိုင်ပင်ကမမေရောက်လာကြမလို့သူတို့ရဲ့စကားဝိုင်းလေးကိုရှက်လိုက်ရပါပြီ။အတိုင်ပင်ကမမေကလည်းဘယင်မာလေးကိုဆရာတော်များချစ်မိသွားလားလို့မေးပါတယ်။ဘယင်မာလေးကတော့မချစ်မိဘူးလို့ပဲညာပြောပါတယ်။အတိုင်ပင်ကမမေကလည်းနောက်နေ့ဆိုရင်ဆရာတော်ကိုကွက်မြက်မယ်ဆိုတာကိုပြောခဲ့ပြန်ပါတယ်။အဲ့ဒီနောက်မှာတော့အတိုင်ပင်ကမမေရောဘယင်မာလေးရောထွက်သွားပါပြီ။နောက်တနေ့မှာတော့ဆရာတော်လေးယောက်ကိုကွက်မြက်မယ်ကွက်မြက်ပွဲစတင်ပါပြီ။ဒါပေမဲ့ဘယင်မာလေးကတော့ပွဲမတက်ခဲ့ပါဘူး။အကြောင်းကတော့ရဲမဲ့ဟန်ဆောင်ပြီးတော့မြားလိုက်လိမ့်နဲ့အလုရှုပ်နေလို့ပါ။ဘယင်မာလေးလည်းမြားသူ့တွေကိုထည့်ထားရမလို့တေချင်အောင်ဆောင်ပေးဖို့ပြောပါတယ်။ဦးချင်းတို့ကလည်းဘယင်မာလေးပြောတဲ့အတိုင်းပဲတေချင်အောင်ဆောင်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ဆရာတော်ကဟန်မဆောင်တတ်တာကြောင့်မလို့ဦးချင်းကဆရာတော်ကိုတတိလက်အောင်လုပ်လိုက်ရပါတယ်။ဦးခုံးနဲ့ကြတော့ဦးခုံးကဝင်းကြီးထွက်တဲ့လူအောင်မှလုပ်ပြလိုက်ပါလေ။ပါကျဲအလဲမှာတော့အခြေအနေမကောင်းတော့ပါဘူး။အကြောင်းကတော့အတိုင်ပင်ကမမေကပါကျဲကိုရုပ်ဆူးလို့ဆိုပြီးတော့ရိုးရိုးများနဲ့မပြစ်ပဲနဲ့မြားအစင်းတစ်ထောင်ပါရဲ့ဒူးလေးနဲ့ပြစ်မလို့ပါ။အဲ့ဒီနောက်မှာတော့အတိုင်ပင်ကမမေကသူတို့လေးယောက်လုံးကြောက်တောင်ဆုံးကနေပြစ်ချခိုင်းပြီးတော့ထွက်သွားပါတယ်။ဆရာတော်တတိရလာတဲ့အချိန်မှာတော့သူတို့ကခူကြီးတူပဲကိုရှောက်နေကြပါပြီ။ဒီကူကတော့မိမနာကျွန်းရဲ့မူလအစဖြစ်ပြီးတော့ဆရာတော်တို့ဘယင်မာလေးကိုယ်တိုင်ခေါ်လာပါ။ဘယင်မာလေးရဲ့ပြောကြားပုံရဆိုရင်တော့သူတို့ရဲ့ဘိုးဘေးတွေကလည်းချစ်ခဲ့မှုကြပါတယ်။ဒါပေမဲ့ချစ်သူစီကနေပြီးတော့တစ္ဆာဖောက်ခံလိုက်ရပြီးနောက်မှာယောက်ျားလေးတွေကိုကြောက်ရွံ့သွားခဲ့ပါတယ်။ဒါကြောင့်ဒီကူကြီးကနေတစ်ဆင့်စွန့်ရည်ကိုစီးဆင်းစေပြီးတော့မိမနာကျွန်းကိုအကာချလိုက်တာပါ။ဒီကူထဲမှာလည်းမိမနာကျွန်းအတွက်လိုအပ်သမျှအသက်စွန့်ရည်တွေအားလုံးစီးဆင်းနေပါသေးရဲ့။ဘယင်မာလေးလည်းဘိုးဘေးတွေရဲ့ရှေးဟောင်းစာအုပ်ထဲမှာပျောက်ဆုံးနေတဲ့စာရွက်အပိုင်းစာတစ်ခုရှိကြောင်းပြောပြပြန်ပါတယ်။ဖတ်ပေါက်ဆိုပါဘလို့ရှာမလဲဆိုတာလေအဲ့ဒီစာရွက်အပိုင်းထဲမှာရှိနေနိုင်ပါတယ်။အဲ့ဒီအပြင်တိုးရောက်နေတဲ့ကူကကျွန်းရဲ့အသက်ကြီးဖြစ်လို့အဲ့ဒီစာရွက်အပိုင်းလေးရတယ်ဒီကူထဲမှာရှိနိုင်မယ်လို့တွေးမိကြပါတယ်။ဒါကြောင့်သူတို့လည်းကူထဲကိုရှောက်သွားပြီးတော့စာရွက်လေးကိုလိုက်ရှာကြပါတယ်။ဦးခုံးကတော့ရုပ်သူရဲ့ပုံနေတဲ့စာရွက်လေးကိုတွေ့သွားပါတယ်။ဒါကြောင့်စာရွက်လေးကိုရုပ်သူတွေကထွက်လာအောင်ဆိုပြီးတော့ရုပ်သူတွေကိုရေပေကြအောင်လုပ်ပြပါတယ်။စာရွက်လေးလည်းရေစုံမခံနိုင်တာကြောင့်မလို့အပြင်ထွက်လာရပါပြီ။ဦးခုံးတို့ကတော့စာရွက်လေးကိုလိုက်ဖမ်းကြပါတယ်။ဖြစ်ချင်တော့ကူထဲမှာရှိနေတဲ့ကင်းမီကောင်ကြီးနှစ်ကောင်ကလည်းစာရွက်လေးကိုကာဝယ်ဖို့ဆိုပြီးတော့ထွက်လာခဲ့ကြပါပြီ။ဦးခုံးတို့လည်းကင်းမီကောင်ကြီးတွေကိုတိုက်ခိုက်ရင်းနဲ့စာရွက်လေးကိုဖမ်းဆီးရင်းအလုပ်တွေရှုပ်နေပါတယ်။ခဏကြာမှတော့စာရွက်လေးကိုမိသွားခဲ့ကြပါတယ်။ဒါပေမဲ့စာရွက်ကသူ့ကိုပဲရမယ်။သူ့ဘောကစာလုံးတွေတော့မရဘူးဆိုပြီးတော့ရှေ့ပြစာလုံးအကုန်လုံးရှည်တဲ့ခါချပစ်လိုက်ပါတယ်။ဆရာတော်ကတော့ရှည်တဲ့ထိသွားပြီးတော့စာရွက်လေးကိုပိုက်ကုန်လို့တောင်းရင်းနဲ့စာလုံးတွေကိုလိုက်ဖမ်းပါတယ်။ရှားမှုချင်းကတော့ဆရာတော်ကိုလိုက်ခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးခုန်ချလိုက်တာကြောင့်မလို့ချောင်းလေးကဆင်ထွက်လာတဲ့ခြေတွေကမြားတိုင်ရနဲ့တတိလင်နေတဲ့ပါကျဲကိုတွားဆင်ပါတယ်။ဒါကြောင့်ပါကျဲနဲ့နိုးလာပါပြီ။ဆရာတော်ကိုအပေါ်ပြန်တက်လာချိန်မှာတော့စာလုံးတွေကတောင်စင်ရင်မရဖြစ်ကုန်ပါတယ်။ဒါကြောင့်မူခုံးကစာရွက်ကိုမိနဲ့ချင်းချောက်ပြီးတော့စာလုံးတွေကိုကိုယ်တိုင်ပြန်စီဖို့ပြောပါတယ်။မိကိုကြောက်ရွံ့တဲ့စာရွက်ကလည်းစာလုံးတွေကိုပြန်စီပေးရပါတယ်။ဒါမဲ့စာရွက်ထဲမှာရေးထားတာကတော့အချစ်စစ်တစ်ခုသာထွက်ပေါ်လာခဲ့ရင်ထွက်ပေါက်တကားကြီးကအလိုတယောက်ပေါ်လာမယ်ဆိုတဲ့စကားလုံးပါ။ဘယင်မာလေးကလည်းသူတို့ကျွန်းပေါ်မှာမြစ်ဆောင်တဲ့ကြီးတစ်ပါးနဲ့ချစ်ကြိုက်ဖူးလို့ရှိတဲ့အကြောင်းပြောပြပါတယ်။ဒါပေမဲ့အဲ့အတွဲကလည်းမညားခဲ့ကြပါဘူး။အကြောင်းကတော့တကားပေါ်မလာရဲ့အပြင်ကောင်မလေးဘက်ကလည်းဘာလို့မှမသိပဲနဲ့လမ်းခွဲလိုက်တာကြောင့်ပါ။ဒါပေမဲ့မြစ်ဆောင်တဲ့ကတော့ကောင်မလေးထွက်လာမဲ့အချိန်ကို220ကျော်ကြာအောင်လို့စောင့်နေတော့မှာပဲ။သူတို့စကားပြောနေတော့မှာပဲပါကျဲကဘိုက်တွေထိုးအောင်လာပါတယ်။ပါကျဲနေပဲလားဆိုရင်မဟုတ်ပါဘူး။ဘူးချင်းအောင်ဆရာတော်ဘိုက်တွေအောက်လာကြပါတယ်။အဲ့ဒီပြင်တော့အောင်စလုံးရဲ့ဘိုက်တွေရတယ်ပူထွက်လာပါလေ။အမှန်တော့သူတို့တော့ရောက်မတော်ဆတောင်းမိလို့ဖြစ်သွားတဲ့ချောင်းရည်တွေကမိမနာကျွန်းကအမျိုးသမီးလေးတွေအတွက်အလူတယောက်ကိုဝင်ဆောင်မေးစီရဲ့ချောင်းရည်တွေပါ။ဒါကြောင့်အခုအချိန်ကြီးရမှာတော့ဆရာတော်က3ရက်အတွင်းခလေးမွေးဖွားရအောင်မယ့်အခြေအနေကိုရောက်သွားခဲ့ကြပါတယ်။ဘူးခုံးကလည်းကိုဝင်ဘလို့ဖျက်ချရမလဲဆိုတာကိုညီတိုင်းရှာရပါပြီ။ဘယင်မာလေးတို့ကလည်းတတိရှောရီဆိုတာရှိရဲ့အကြောင်းပြောပြပြီးတော့အဲ့ဒါကိုရှာရမယ့်နေရာကိုပါပြောပြပါတယ်။ဒါကြောင့်ဘူးခုံးလည်းတတိရှောရီရှိတဲ့နေရာကိုရောက်သွားခဲ့ပါတယ်။
တတိရှောတွေရောင်းနေအချော်တကောက်နဲ့တွေ့တဲ့အချိန်မှာအဲ့ဒီအချော်တကောက်ကသူ့ကိုငိုအောင်လုပ်နိုင်မယ်ဆိုရင်ဒီချိန်ကိုရမယ်လို့ပြောပါတယ်ဒီချိန်ဆရာတော်ကတော့ဘယင်မာလေးနဲ့စကားပြောနေပါတယ်ဘယင်မာလေးကလည်းလောကကြီးကိုကယ်မဲ့သူကကလေးတယောက်ကောင်မှမကယ်နိုင်တော့ဘူးလားဆိုပြီးတော့မေးပါတယ်ဆရာတော်လည်းဘယင်မာလေးရဲ့စကားကိုနားထောင်ပြီးတော့ကလေးမွေးဖို့ဆုံးဖြတ်လိုက်ပါပြီဦးခုံးကတော့အချော်တကောက်ကိုငိုအောင်လို့ဘယ်လိုလုပ်မှမလဲမသိလို့စိတ်ညစ်နေပါတယ်ဒါပေမဲ့သူ့တာဝန်အကြောင်းတွေဆရာတော်ရဲ့တာဝန်အကြောင်းတွေအားလုံးပြောပြလိုက်တာအချော်တကောက်လည်းငိုသွားခဲ့ရပါတယ်ဒါကြောင့်ဦးခုံးလည်းတတိရှောတွေရရှိသွားခဲ့ပါပြီဦးခုံးကတော့ပျော်ပြီးတော့ပြန်လာပါတယ်ဒါပေမဲ့သူပြန်လာတဲ့အချိန်မှာဆရာတော်ကကလေးမွေးမယ်အကြောင်းကိုစီးပြီးတော့ပြောပါတယ်ဦးခုံးကတော့လက်ခံပေးလိုက်ပါတယ်ဒါကြောင့်အားလုံးပျော်ရွှင်သွားကြပေမဲ့ဦးခုံးကအချိန်ကိုရက်ပစ်လိုက်ပြီးတော့ဆရာတော်တို့၃ယောက်စလုံးတတိရှောတွေတိုက်လိုက်ပါပြီဆရာတော်လည်းကလေးပြစ်ချသွားခဲ့ကြပါတယ်ဦးခုံးကတော့ဆရာတော်ကိုစိတ်ဆိုးမယ်ဆိုတာကိုတွက်မိပြီးသားပါဒါပေမဲ့စိတ်ဆိုးလွန်သွားတဲ့ဆရာတော်ကအခြားနေရာကိုသွားပြီးတော့မြေကြီးပေါ်မှာကျန်းစာရေးချရေးနေပါတယ်ဒီလိုလုပ်တယ်ဆိုတာကလည်းအဲ့လိုလုံးကသူစိတ်ချမ်းသာရမှာမဟုတ်လို့ပါဘယင်မာလေးကတော့ဆရာတော်နဲ့သူကျန်းစာလိုက်ရေးပေးပါတယ်ဖြစ်ချင်တော့တိုးနှစ်ယောက်စာရေးတာကအရှိန်တုံသွားပြီးတော့တောပြေတော်မှာရှောက်သွားကြပါပြီဒါကြောင့်ပဲအတိုင်းမင်္ဂမမဲနဲ့တိုးပြီးတော့ဆရာတော်လည်းထပ်အဖမ်းခံလိုက်ရပါတယ်အတိုင်းမင်္ဂမမဲကလည်းဘယင်မာလေးကိုစုပူပါတယ်အဲ့နောက်မှာတော့အတိုင်းမင်္ဂမမဲကဆရာတော်ကိုမဲ့တော့မဆုံးစရာဘူးလို့ဘယင်မာလေးကိုဂတိပေးခဲ့ပါတယ်ဒါကြောင့်ဘယင်မာလေးလည်းဆရာတော်ကိုဖမ်းခေါ်သွားဖို့ခွင့်ပြုပေးလိုက်ရပါပြီအတိုင်းမင်္ဂမမဲကဆရာတော်ကိုအချင်းထောင်စီကိုဖမ်းခေါ်မသွားခဲ့ပါဘူးအဲ့အစားပင်လယ်ကမ်းစပ်ကိုဆွဲခေါ်သွားပြီးတော့လှေတစ်စီးနဲ့ပင်လယ်ထဲကိုမျောလိုက်ပါတယ်ဒါမျိုးတမင်ကလာပြောလို့တိသွားရဲ့ဘယင်မာလေးရတယ်တမင်ကြီးနဲ့သူကျွန်းဆွယ်လေးတစ်ခုပေါ်ကိုပြေးသွားပြီးတော့ဆရာတော်ရှိရဲ့လေပေါ်ကိုခုန်ချလိုက်ပါတယ်ဒါအောင်မြင်လိုက်ရတဲ့အတိုင်းမင်္ဂမမဲကတော့ရှင်ကွဲသွားရပါပြီအမှန်တော့ဘယင်မာလေးကအတိုင်းမင်္ဂမမဲလက်ထဲမှာပဲကြီးပြလာခဲ့ရသူပါအတိုင်းမင်္ဂမမဲကဆရာတော်တို့ကိုရှားတဲ့နည်းနဲ့မောင်းထုတ်ဖို့လုပ်နေရဆိုတာကလည်းဟောကိန်းကြောင့်ပါပဲအကြောင်းကတော့ဟောကိန်းထဲမှာဆရာတော်ကိုရောက်လာတဲ့နေ့ကဘယင်မာလေးလည်းကျွန်းကိုစွန့်ခွာမယ်ဆိုပြီးတော့ပါနေလို့ပါဒါပေမဲ့ဘယင်မာလေးကတော့ကျွန်းကိုစွန့်ခွာလို့မရပါဘူးတကယ်လို့ဘယင်မာလေးကကျွန်းကြီးကိုစွန့်ခွာသွားမယ်ဆိုရင်ဒီကျွန်းတစ်ခုလုံးကပျက်စီးသွားအောင်ပါအဲ့လိုဖြစ်တာကလည်းဘာလို့လဲဆိုတော့ဘယင်မာလေးကနမင်းကြီးတွေကိုယ်တိုင်ရွေးချယ်ထားတဲ့ဘယင်မတစ်ယောက်ဖြစ်နေလို့ပါပဲဒါပေမဲ့အခုဆိုရင်တော့ဘယင်မာလေးတစ်ယောက်ကတော့ဆရာတော်နဲ့အတူအဆုံးမရှိတဲ့ပင်လယ်ထဲကိုမျောပါသွားခဲ့ပါပြီဘယင်မာလေးကိုစိတ်ပူလို့ဘာလို့ရမလဲစဉ်းစားရကြက်နေတဲ့အတိုင်းမင်္ဂမမဲလေးမတက်တာဝဲရဲ့အဆုံးမှာတော့ဦးခုံးတို့ကိုပဲတွားတွေ့ပါတယ်ဦးခုံးတို့ကတော့အတိုင်းမင်္ဂမမဲကသူတို့ကိုတိုက်ခိုက်ဖို့လာတယ်လို့ထင်ပါတယ်ဒါပေမဲ့အတိုင်းမင်္ဂမမဲကတော့အကြောင်းစုံကိုရှင်းပြပြီးအကူကြီးတောင်းခဲ့ရကြောင်းမလို့ဦးခုံးတို့လည်းဆရာတော်ကိုရှာရမယ်အတူတူဘယင်မာလေးကိုပါကယ်ခဲ့မယ်ဆိုပြီးတော့ထွက်ခွာလာခဲ့ကြရပါပြီတစ်ဖက်မှာဆရာတော်ကဘယင်မာလေးကိုပြန်ပို့ဖို့ဆိုပြီးတော့လက်နဲ့လှေတော်နေပါတယ်ဒါပေမဲ့အတော့မဝင်ပါဘူးဦးခုံးကလည်းတောင်ပြန်မြောက်ပြန်နဲ့ဆရာတော်ကိုလိုက်ရှာရမယ်ရှာမတွေ့ခဲ့ပါဘူးအချိန်အတော်ကြာအောင်လို့ရွှဲလွှင့်ခဲ့ကြပြီးရင်နောက်မှာတော့ဆရာတော်နှစ်ယောက်လည်းပင်ပန်းနေပါပြီဆရာတော်ကလည်းဘယင်မာလေးကိုမတေမျိုးဖြစ်စေမဲ့သူ့ရဲ့အသားကိုကျွေးပါတယ်ဘယင်မာလေးကတော့မတေမျိုးမဖြစ်ချင်ဒီဆရာတော်ကိုနာအောင်လို့မလုပ်နိုင်ဘူးဆိုပြီးတော့ငြိမ်ခံနေပါတယ်အဲ့နောက်မှာတော့ဆရာတော်နှစ်ယောက်မုံတိုင်းတွေပိုင်းမိပြီးတော့ပြင်းထန်သွန်းလာတဲ့တန်ကြောင့်မတ်တက်တောင်မှကောင်းကောင်းမရက်နိုင်တော့ပါဘူးဘယင်မာလေးကလည်းဆရာတော်ကိုပြင်ပလောကအကြောင်းတွေမေးကြည့်ပါတယ်ဆရာတော်ကလည်းပြန်ပြောပြပါတယ်ဒီနောက်မှာတော့နှစ်ယောက်လုံးတတိလက်သွားခဲ့ကြပါပြီဒါပေမဲ့သူတို့ရဲ့စီကကန်းဆက်တစ်ခုကိုတွားကက်နေရကြောင်းမလို့နှစ်ယောက်စလုံးတတိပြန်ရလာကြပါတယ်အဲ့ဒီကန်းဆက်ကတော့အခြားမဟုတ်ပါဘူးကျွန်းပေါ်ကထွက်ခွာသွားလို့ရမယ်ထွက်ပေါက်ပါဦးခုံးတို့ကလည်းအဲ့အချိန်ကျမှဆရာတော်ကိုမြင်လိုက်ရပါတယ်ဘယင်မာလေးကလည်းဆရာတော်နဲ့အတူဒီကျွန်းကြီးပေါ်ကထွက်သွားမယ်လို့ပြောပါတယ်ဦးခုံးတို့လည်းဆရာတော်စီရောက်လာပြီးတော့ဆရာတော်ကိုအတူထွက်သွားဖို့ခေါ်ပါတယ်ဒီလိုနဲ့တိုးလေးယောက်လည်းထွက်လာဖို့လုပ်ပါတယ်တိုးနဲ့ပါလာမဲ့သူကတော့ဘယင်မာလေးပါဒါပေမဲ့လည်းဘယင်မာလေးကကျွန်းပေါ်ကထွက်လို့မရပါဘူးအဲ့ဒီပြင်သူကျွန်းပေါ်ကထွက်ဖို့လုပ်လိုက်တာနဲ့ကကျွန်းလုံးကကြောက်သားအတိဖြစ်သွားပြီးတော့သူကိုယ်တိုင်တော့မှကြောက်ရွံ့ကြီးဖြစ်သွားခဲ့ရပါတယ်ဘယင်မာလေးကိုစိတ်ပူသွားတဲ့ဆရာတော်ကလည်းဘယင်မာလေးကိုကကြောက်သားကြီးကိုခွာပြီးတော့ဘယင်မာလေးကိုကဲပါတယ်သူအဲ့လိုလုပ်လိုက်တာကြောင့်ပဲကကျွန်းလုံးကိုဖုံးထားတဲ့ကြောက်သားသူကြီးလည်းပျောက်ပြဲသွားခဲ့ရပါတယ်ဒါမဲ့ဘယင်မာလေးကတော့တတိလက်သွားပါတယ်အဲ့ဒီအချိန်မှာပဲအပြင်မှာရှိနေတဲ့မြစ်ဆောင်တက်ကလည်းအထဲကိုဝင်လာပါတယ်မိမလာလေးကလည်းဘယင်မာလေးအတွက်ဆိုပြီးတော့နတ်ပူဇော်ပဲလုပ်ပါတယ်သူတို့ရဲ့စပင်တွေကိုလည်းဖြတ်ပစ်ပြီးတော့ဖျောင်းနိုင်ရဲ့အတွက်မိစာအဖြစ်သုံးပါတယ်အဲ့ဒီပြင်ဘယင်မာလေးနိုးလာတဲ့အချိန်မှာဒီမိတော်ကြီးငိမ့်ဖို့လဲဆူတောင်းထားကြပါသေးတယ်တစ်ဖက်မှာတော့ဆရာတော်ထန်ဆန်းတယောက်ဘယင်မာလေးကိုကြည့်ပြီးတော့တွေ့ဝေနေပါတယ်သူတွေ့ဝေနေရဆိုတာကလည်းကွာရင်မယ်တော်ကသူ့ကိုအချစ်နဲ့တင်ကန်တစ်ခုပဲရွေးခိုင်းလို့ပါဆရာတော်ကတော့ဘာကိုရွေးရမလဲမသိသေးပါဘူးအဲ့ဒီအချိန်မှာပဲဘယင်မာလေးရဲ့အတန်ကိုကြားရောက်မိလိုက်ပါတယ်အတန်ကြားနေတဲ့တပြိုင်နက်ပဲဆရာတော်ရဲ့မသိစိတ်ကလည်းအချစ်ကိုရွေးချယ်ပြီးသွားခဲ့ပါတယ်ဒါကြောင့်သူ့ကိုယ်ပေါ်မှာရှုံထားတဲ့တင်ကန်းကလည်းကျိုးပြေပြီးတော့အောက်ကိုပြုတ်ကျလာပါတယ်ဒါအောင်မြင်တဲ့ဦးခုံကတော့တင်ကန်းကိုသူ့အစွမ်းနဲ့ပြန်ဝစ်ပေးပေမဲ့တင်ကန်းကတော့ကျွတ်ကျနေတော့မှာပဲဆရာတော်လည်းဦးခုံကိုထပ်မဝစ်ပေးဖို့ပြောလိုက်ပါပြီဒီအချိန်မှာပဲဘယင်မာလေးနဲ့တတိရလာခဲ့ပါတယ်ဦးခုံကလည်းဆရာတော်နဲ့ဘယင်မာလေးနှစ်ယောက်သားအေးစိစကားပြောလို့ရအောင်ဆိုပြီးတော့နေရာကနေရှောင်ပေးတယ်လို့မျိုးဆရာတော်ကလည်းဘယင်မာလေးနဲ့စကားသွားပြောပါတယ်တစ်ဖက်မှာတော့မြစ်ဆောင်တက်ကပွဲနေရာကိုသွားပြီးတော့သူ့ချစ်သူကိုသွားရှာပါတယ်အမှန်တော့မြစ်ဆောင်တက်နဲ့ချစ်ခဲ့တဲ့မိန်းကလေးဆိုတာကအတိုင်ပင်ခံပဲပါပဲဘယင်မာလေးမွေးဖွားလာပြီးတဲ့နောက်ပိုင်းမြစ်ဆောင်တက်ကိုစွန့်ခွာပြီးတော့သူ့ဘဝကိုဘယင်မာလေးတော်ပဲပုံအပ်ခဲ့ရပါခဏကြာမှတော့မြစ်ဆောင်တက်နဲ့အတိုင်ပင်ခံပဲလေးပြန်ဆုံတွေ့ခဲ့ကြပါပြီမြစ်ဆောင်တက်ကလည်းအတိုင်ပင်ခံပဲကိုခေါ်သွားဖို့လုပ်ပါတယ်အဲ့အချိန်မှာပဲအတိုင်ပင်ခံပဲကိုဘယင်မာလေးတို့လုံနေတဲ့ပွဲကဖျောင်းနိုင်ပြီးကြီးကငြိမ်သွားခဲ့ပါတယ်
အတိုင်ပင်ခံမမေကလည်းဘယင်မာလေးနားနေရမယ်ဆိုပြီးတော့မြစ်ဆောင်သက်ကိုညှင်းပယ်လိုက်ပါတယ်ဒါကြောင့်မြစ်ဆောင်သက်ကစိတ်ဆိုးသွားပြီးတော့ဘယင်မာလေးကိုတိုက်ခိုက်ဖို့လုပ်ပါတော့ဦးခုံးတို့ကလည်းမြစ်ဆောင်သက်ကိုပြန်တိုက်ခိုက်ကြပါတယ်မြစ်ဆောင်သက်ကလည်းတမျိုးလုံးကိုရှင်းနဲ့ဖုံးပြဖို့လုပ်ပါတယ်ဦးခုံးတို့ကလည်းတားဆီးပါတယ်ဒါမဲ့ဦးခုံးတို့တားဆီးနေတဲ့ချာကိုတမျိုးလုံးကရှည်လွမ်းသွားပြီးတော့မြို့မှာရှိတဲ့မိန်းမလာလေးအကုန်ရှည်မြုပ်ကြရပါပြီဦးခုံးကလည်းငါးပုံစံပြောင်းလာတဲ့မြစ်ဆောင်သက်ကိုတိုက်ခိုက်ပါတယ်ဆရာတော်ချန်ဆန်းကတော့သူ့ရှင်နေသွားတဲ့အချိန်မှာအခြားရှင်နေသွားတဲ့သူတွေကိုကြည့်ပြီးတော့အတိတရားရလာပါတယ်ဒါကြောင့်ဗုဒ္ဓဖရာကိုတန်းတာပြီးတော့ဘလို့ကယ်တင်ရမလဲလို့နီလန်မိခဲ့ပါတယ်ဗုဒ္ဓကလည်းဆရာတော်ရဲ့ဆုတောင်းတန်ကြောင့်အဲ့ဒီနေရာကိုရောက်ရှိလာခဲ့ပါပြီဗုဒ္ဓလည်းရှင်နေနေတဲ့သူတွေကိုကယ်တင်ပေးလိုက်ပါတယ်အဲ့နောက်မှာတော့မြစ်ဆောင်သက်ကိုတရားချခဲ့ပါတယ်အတိတရားရသွားတဲ့မြစ်ဆောင်သက်လည်းငြိမ်ကျသွားပါပြီဘယင်မာလေးကလည်းရှည်ထဲမျောလာတဲ့ဆရာတော်တင်ကန်းကိုတွေ့သွားပါတယ်အမှန်တော့ဘယင်မာလေးကတတိကနေလုံးမှာဆရာတော်ရဲ့လူဝိပုံစံကိုတွေ့ခဲ့ရတာပါဒါပေမဲ့အဲ့အိမ်မက်ထဲမှာအောင်မှဆရာတော်ဟာပျော်ရွှင်မနေခဲ့ပါဘူးဒါကြောင့်ဘယင်မာလေးလည်းဆရာတော်ပျော်ရွှင်နိုင်မှုအတွက်ဆရာတော်ရဲ့တင်ကန်းကိုယူသွားပြီးတော့ဆရာတော်ကိုသူကိုယ်တိုင်ပဲပြန်ခြုံပေးခဲ့ပါတယ်ဒီတစ်ခါတော့ဆရာတော်တင်ကန်းလေးကျွတ်မထွက်တော့ပါဘူးဒီလိုနဲ့ပဲမိမနာကျွန်းကြီးအေးချမ်းသွားပြီးတော့ဆရာတော်ဘူခုံပါကျင်းနဲ့ဟူချင်းတို့လေးယောက်သားဟာကျွန်းပေါ်ကလူတွေကိုနှုတ်ဆက်ပြီးတော့ခရီးဆက်လာကြရင်းနဲ့ဓမ္မန်ကီကင်းသူရဲ့ဇလိုင်းနဲ့ပြီးဆုံးသွားခဲ့ပါတော့